ဒီ MSA Season 3မှာစောင့်ကြည့်ရမယ့်အသင်းက Bloodthorn ရောပြောလို့ရတယ်။ Semi Pro Level လည်းမဟုတ်ဘူး။ Bloodthorn ရောအနေထားအသင်းကအသင်းတွေပြီးရင်လူစောင့်ကြည့်ခံရတဲ့အသင်းဆိုရင်လည်းမမှားဘူး။အဓိကကတော့ fan တွေက Juno ဘလောက်တိုးတက်လာလဲမြင်ကြတာဆိုပေမဲ့ဒီတစ်ခါ Juno ကပုံမှန် goal line အနေနဲ့မဟုတ်ပဲ ESP အနေနဲ့ဆော့သွားဖို့များမှာပါ။ပြီးတော့ပြန်လည်တိစောက်ထားတဲ့ဒီ Bloodthorn အသင်းတစ်မှာ AI Esport ကငှားချထားတဲ့ OG Blood လည်းပါတယ်။ဘယ်သူမှမစိမ့်ကြတဲ့ Later ရှောက်ရံနဲ့အေးလွင်ရလည်းပါသေးတယ်။ Bloodthorn ကိုစကလုံးနှလုံးနဲ့ဘယ်လိုဖော်ပြရမလဲဆိုရင်အသေးအရွယ်တွေကဒုတိယလူဖြစ်ခဲ့တဲ့သူတွေကိုပဲခေါ်ထားတာလို့ပြောလို့ရတယ်။ Later ကအရင်နဲ့ကဂိုးမှာလက်ငိမ်နေလို့နာမည်ကြီးရောတိတ်ပြောစရာမလိုတော့ဘူး။ရှောက်ရံနဲ့ Later ညီကိုနှစ်ယောက်ကနောက်ဆုံး Ryan Esport ကနေ DO2 Juro ရောက်လာတာ။မင်းလင်းကလည်းရိုးရိုးဆိုတော့ Zeno Esport ကကျန်းလာတဲ့ Legendary Player ကိုပြန်မြင်ရတော့မှာ။ Okay အဲ့တော့မသက်စီ Juno လက်လွတ်လိုက်ရတာမှားကြောင် Juno တယောက်တက်တယ်ပြနိုင်တော့မှာလား။ Bloodthorn အသင်းဒီ MSA Season 3မှာရောဘယ်အသင်းတွေကိုဒုက္ခပေးအောင်မှာလဲအဲ့တော့တစ်ချက်စောင့်ကြည့်ရပါဦးမယ်